ဟုတ်ပြီအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့အကာမိုးပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလုပ်ချင်တဲ့ရွေးချက်ကပါလဲဆိုတော့ကျွန်တော်တို့ဗီဒီယိုတွေကိုဖန်တီးပြီးတော့ create လုပ်ပြီးတော့ internet ပေါ်မှာတင်တဲ့အရာကကျွန်တော်တို့လူသားအားလုံးနှီးပါအတွက်ကိုပေါ့လုပ်လို့ရတယ်လုပ်လို့မရဘူးလုပ်တင်တာမလုပ်တင်တာဆိုပြီးအဲ့လိုမျိုးရွေးချယ်လို့ရတယ်ရွေးချယ်မှုတစ်ခုတစ်ခုပို့တဲ့တော့လုပ်ကိုလုပ်တင်တဲ့တာဝန်တစ်ခုနေတယ်ပေါ့လုပ်ကိုလုပ်တင်တဲ့တာဝန်တစ်ခုဖြစ်တယ်ဆိုတာကို sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော် YouTube နဲ့ပတ်သက်ပြီးကျွန်တော်ဆက်မပြောခင်အရင် intro လေးဝင်နေတာပါလဲဆိုတော့ကျွန်တော်အစကတော့ပေါ်ရင်စဉ်းစားတာပေါ့နော်။ quality လေးစာကိုအခြေခံတော့နေပါပြတ်တယ်ဆိုတော့ဒီတိုင်းပဲ content creating content create လုပ်တိုင်း video တစ်ခုဖန်တီးတိုင်းအကြောင်းတစ်ခုကိုပြောတိုင်းပေါ့ဒါအင်္ဂလိပ်လိုပြောရမယ်ပြောပြီးတော့မြန်မာလိုလည်းစာရင်းထုတ်လို့ရတဲ့အတွက်ပေါ့ဒါပေမဲ့မြန်မာလိုပဲစာရင်းထုတ်ပြီးတော့အင်္ဂလိပ်လိုပြောမယ်ပေါ့ဒါပေမဲ့နည်းနည်းလေးစကားလုံးကြီးကြီးကျယ်ပြောရတော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်းလေးနည်းနည်းလေးစဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ကိုယ်ကလည်းမြန်မာလိုမျိုးတယောက်ဖြစ်တဲ့အတွက်မြန်မာစကားကိုတော့ appreciate ဖြစ်ရမယ်ဆိုတော့okay ကွာဆိုတော့ကျွန်တော် video content တစ်ခုလုပ်တိုင်း video တစ်ခုဖန်တီးတိုင်းအကြောင်းတစ်ခုလည်းပဲပေါ့နှစ်ပုတ်လုပ်သွားမယ်တစ်ပုတ်ကကိုယ့်ရဲ့မြန်မာ language ကိုယ့်ရဲ့မြန်မာဘာသာစကားနဲ့ဒုတိယ English နဲ့ပေါ့ဆိုတော့မှလည်းပြောရမယ် English ပြောရမယ်အဲ့ဒါမှလည်းappreciate ဖြစ်တာလည်းပြဆိုမျိုး English စာနားမလည်တဲ့တောသားတွေလည်းနားလည်နိုင်စတာပါဆိုတော့ okay ဆိုတော့ကျွန်တော်ခေါင်းစဉ်အကြောင်းအရာကိုပြန်သွားလိုက်အောင်ဆိုတော့ကျွန်တော်ခုနပြောခဲ့ဆိုတော့ဒီ video လုပ်ပြီးတော့တင်တဲ့ဟာကရွေးချယ်လို့ရတာတခုပေါ်တဲ့ရွေးချယ်စရာတခုတော့မဟုတ်ပါနဲ့လူသားအားလုံးနှီးပါတိုင်းတော့ပေါ့တော့လောက်ကိုလုပ်တင်တဲ့တာဝန်တခုဖြစ်တယ်ဆိုတာပေါ့အဲ့ဒါကိုပေါ်ရင်ကြားရင်ဟာဒီကောင်ဒီမှာကြီးကြီးကျယ်ကျယ်ပြောနေတယ်တိတ်ပြီးတော့ရုပ်တိမရှိတဲ့လေသံပေါက်နေတယ် weird ဖြစ်နေတယ်နည်းနည်း true ဆန်ဖြစ်နေတယ်ပေါ့ဒါပေမဲ့ okay အဲ့ဒါကိုကျွန်တော်ဘယ်လိုနားလည်ထားလဲဆိုတာပေါ့ကျွန်တော်နားလည်ထားတာကိုကျွန်တော်ပြန်ပြီးရှင်းပြမယ်ဆိုတော့အခုခေတ်ကအခုအချိန်က2026ဖြစ်နေပြီလူတိုင်းအားလုံးနှီးပါလက်ထဲမှာဖုန်းဆိုတာရှိနေပြီ internet ဆိုတာလူသားအားလုံးနှီးပါသုံးနေကြပြီပြီးတော့ like 97% ပေါ့99တရားမှာ99%လောက်ကသုံးစွဲတဲ့လူတွေတည်တတ်ပဲ consumer တွေသုံးစွဲသူတွေပေါ့အဲ့3 or 4% လုံးဝဂျာခိုင်လုံးနည်းနည်းလေးရပဲ content creator တွေပေါ့ creation လုပ်တဲ့ဖန်တီးတဲ့လူတွေဆိုတော့ကျွန်တော်တို့သုံးစွဲလူကများနေတယ်ဖန်တီးလူတွေကနေတယ်ဆိုတော့ပြောချင်တာတော့ပြောရရင်မြန်မာလိုတည်းပြောရင်ရှင်းရှင်းလေးပဲကွာသူအောင်လုံးနိုင်ရင်ဘာလို့ကိုမလုံးနိုင်မှာလဲလူတိုင်းအားလုံးဒီကလူတိုင်းအားလုံးမှာကွာသူအတွေ့အကြုံနဲ့သူ knowledge နဲ့သူအသိပညာနဲ့သူရှိပြီးသားအနေနဲ့အများပဲကွာမှာကွာတော့မရှိဘူးဆိုတော့မရှိတလောက်ပဲလူတိုင်းအားလုံးမှာရှိပြီးသားပဲကွာတင်မလားဆိုတော့ကိုလည်းလုပ်ကိုမှလည်းလုပ်လို့ရတယ်ကွာကိုလည်းအသိဉာဏ်လည်းရှိတယ် knowledge လည်းရှိမယ် experience လည်းရှိကိုမှ sharing လုပ်ဖို့ကိုယ့်ရဲ့တင်မလားဟွာပေါ့ product raw ဘယ်လိုမျိုးကုန်ကြမ်းပေါ့ကိုမှ ရှိပြီးသားကွာတင်မလားကိုမှအသိဉာဏ်တွေပါညာရှိပြီးသားအဲ့ဒါဆိုတော့အဓိကတော့ရှင်းပါတယ်ကျွန်တော်တို့ကစင်ကြီးအကြောင်းပြချက်တွေအများကြီးရှိလို့ပါတင်မလားဘယ်ပြောမလဲလူကြောက်ကင်မရာကြောက်တာတော့ကွန်ပျူတာမရှိတာတော့ပြီးတော့ဒီမှာအချိန်မရှိဘူးလို့ပြင်းလို့အဲ့လိုမျိုးစင်ကြီးတွေနဲ့ပေါ့ဒီတိုင်းပဲမလုပ်ဖြစ်ဘူးအမှန်တကယ်လုပ်တင်တယ်အဲ့ဆိုတော့ကိုကလည်းလုံနိုင်နေတာပဲကိုမလုံနိုင်လို့မလုပ်တာတိတ်အကြောင်းမဟုတ်ပါဘူးကိုယ်တိုင်းလုံနိုင်တဲ့လုံနိုင်တဲ့တန်နဲ့သူများလုပ်ပြီးသား ready made တွေကိုဒါမှမဟုတ်တုံးဆွဲတာကြီးကတော့မမိုက်သေးဘူးပင်လည်းသိရတိုင်းပဲကျွန်တော်အပေါင်းဝင်ပါပဲအားလုံးပဲကျွန်တော်တို့ဒီ video တွေပေါ့ online မှာ video ကြည့်တဲ့အခါမှာလည်းအကျိုးရှိတာနဲ့အကျိုးမရှိတာပုံများတယ်ကွာတင်မလား AI လောက်ထားတဲ့ဟာသား video တွေ TikTok video တွေတင်မလားမျိုး knowledge ကိုယ့်အတွက်အကျိုးရှိတာနဲ့မရှိတာအကျိုးမရှိတာကိုကြည့်တာများတယ်ကွာအကျိုးရှိတာကိုကြည့်ဆိုတာနည်းတယ်ဆိုတော့သူများ create လုပ်ထားတယ်တင်မလားအခုအကျိုးမရှိတဲ့ video တွေကိုကတော့ကိုယ့်အချိန်ကုန်ခံပြီးတော့ကိုယ့် energy တွေကိုယ့်ရဲ့ attention ပေါ့ကိုယ့်ရဲ့ energy တွေလုံးဝအကုန်ခံပြီးတော့ကြည့်မယ်စားကိုယ်တိုင်လည်းလုံးနိုင်လူဖြစ်တဲ့အတွက်လုံးဝလောက်ကိုလုပ်တင်တယ်အဲ့ဒါမှကျွန်တော်အားကြောင့်အစားရဲကျွန်တော်လူတိုင်းအားလုံးနှီးပါလို့ကျွန်တော်စကားပလိန်ခံပြီးတုံးလာတာတော့100% အကျွင့်မဲ့လူသားအားလုံးအကုန်လုံးပေါ့ရှိမှလူအားလုံးလုံးဝရမယ်လို့မဆိုလို့ဆိုတော့အရာလုံးနှီးပါတိုင်းမှာချွင်းချက်ဆိုတာရှိတယ်ကွာတင်မလားချွင်းချက်အနေနဲ့ဥပမာပြောရရင်ဗုဒ္ဓဘာသာဆိုရင်တော့အဲ့ဖုန်းကြီးပေါ့ဖုန်းကြီးဆိုရင်တို့တကယ်ဖုန်းကြီးကရုံးတူအောင်ပြောတာမဟုတ်ဖုန်းကြီးစစ်မှန်တယ်ဆိုတော့ဖုန်းကိုလက်ပြားနေအောင်မကြည့်ဖုန်းမသုံးတော့အင်တာနက်ကိုလုံးဝမသုံးဒါပေမဲ့သူတရားချင်းကြံမယ်တင်မလားတရားအထုတ်မယ်အဲ့လိုမျိုးပြောချင်တာကွာဖုန်းလုံးဝမသုံးမဲ့လူတွေအင်တာနက်ကိုဖုန်းသုံးမဲ့ဆိုတော့လုံးဝအင်တာနက်ကိုလုံးဝမသုံးမဲ့လူတွေအတွက်ကတော့တောင်းမရှိကွာသူတို့ကိုယ်တိုင်ကလည်းသူများဖန်တီးထားတဲ့ content တွေကို like consume လုပ်နေတာမဖြစ်တဲ့အတွက်သုံးဆွဲနေတာမဖြစ်တဲ့အတွက်သုံးဆွဲနေတာမဟုတ်တဲ့အတွက်ကိုကိစ္စမရှိဘူးအပြင်လည်းဒီတိုင်းတာမန်လူတွေမှာပဲအဲ့လူနည်းစုရှိပါတယ်တင်မလားဒီတိုင်းလုံးဝလူအမှဆက်သွယ်တဲ့မှာလူတွေအားလုံးနဲ့ဆက်သွယ်ဖြတ်ပြီးတော့လူတွေဝေးနေမှာသွားပြီးဒီမှာတောဆောင်ရင်းမြီပေါ့ကျေးလက်တော့ရမှာပေါ့ကွာကိုတဲ့ရင်လေးပဲစောင့်မယ်တသားရင်လေးပဲစောင့်မယ်အဲတိရစ္ဆာန်တွေမွေးပြီးတော့ cycling တွေပါညာနေအဲ့လိုမျိုးတင်မလား quiet life ပေါ့ peaceful life private life whatever you call အဲ့လိုမျိုးဘဝပေါ့တင်မလား
ကုံဆုံးနေတယ်ဖုန်းကတော့တုံးလို့မရဘူးတုံးတယ်ဒါပေမဲ့အင်တာနက်ကိုလုံးဝမတုံးဘူးတင်ပါတော့airplane မှုအများနဲ့တင်ထားဆိုတော့တော့အဆက်အသွယ်ကဘာကြီးနဲ့ဆက်သွယ်ဖြတ်ထားမယ်တော့သူများရဲ့ connect green အကျိုးရှိတာအကျိုးမရှိတာအားလုံးဘာမှ don't give a fuck ဘာမှယူမဆိုင်ဘူးတော့မတုံးအဲ့လိုမျိုးလူတွေအဲ့လိုမျိုးချင်းချက်တွေအတွက်ကတော့ရတယ်အဲ့လိုမျိုးလူမတောင်းမရှိဘူးသူတို့မတင်နေပါဘူးဒီကိစ္စမရှိဘူးဒါပေမဲ့ကိုယ်လိုပေါ့99%အဲ့လိုလူတွေက1% လောက်ပဲရှိမယ်တက်ရမှာ8 billion people မှာပေါ့ဆိုတော့ကိုရီလိုမျိုးအများစုကလူအများစုကတော့ကိုယ်လိုတုံးနေတာအခုလိုဖုန်းတုံးနေတဲ့လူတွေနာနဲ့တုံးနေတဲ့လူတွေမှာတော့ကိုတုံးနေသူတောင်းဝင်ရှိတယ်လုပ်တင်တယ်သူများဖန်တီးကြတဲ့ဟာကိုပဲဒီလား ready made ကိုစီးလုံးမဲ့စားကိုကိုရိုင်းလေးလုပ်ဖို့တောင်းဝင်ရှိတယ်ကိုလုံးမလို့ဆိုရင်ကိုတောင်းဝင်ကြည့်ဦးကိုတုံးမကြဘူးဆိုတာပဲအဲ့ဒါပဲအဲ့တော့မှဒါကတော့မြန်မာလိုထည့်ပြောတာဒါကတော့အချမ်းမြင့်ပေါ့အချမ်းမြင့်ပြောတဲ့ပုံစံပေါ့အဲ့ဒါမှနည်းနည်းတကကြီးစကြဲနည်းနည်းညှင့်ပြီးတော့ထပ်ပြောလို့ရတယ်ထပ်ပြောမယ်ဆိုရင်လူတယောက်ဖြစ်လာပြီဆိုရင်တောင်းဝင်ဆိုတာတွဲပါလာပြီးတော့လူတယောက်ရဲ့လူပိသားတယောက်ရဲ့တောင်းဝင်ပါလဲဆိုတော့တခြားလူတွေကိုကူညီဖို့ပဲကိုလူတယောက်ဖြစ်လာပြီအရွယ်ရောက်လာပြီအရွယ်တစ်ခုရောက်လာပြီဆိုတာနဲ့ကိုပါတခြားလူတွေကိုကိုကူညီရတဲ့မလုံလောက်ဘူးကွာတင်မလားသူများလည်းကူညီဖို့တောင်းဝင်ရှိပြီဒါတောင်းဝင်တစ်ခုပဲမကူညီလည်းရပါတယ်ဒီတိုင်းကောက်နေလို့ရတယ်ဆိုတော့မဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဘာလို့ဆိုတော့ကျွန်တော်ခုနပြောခဲ့တဲ့ချွင်းကြတဲ့မှာဖုန်းကြီးတွေပိုင်းတော့မှတို့တော့ဟုတ်တယ်ဆက်သက်ဖြတ်ထားဆိုပေမဲ့လည်းတို့ဘာတက်မှာဘာပြောလူချင်းတွေ့ပြီးတော့တရားဟောရပါတယ်တရားဝါတွေပါလောက်တော့ပြောချင်တာသူများကိုကူညီမယ်ကွာကူညီနိုင်လို့ရသေးရပဲဒီဖုန်းတွေပါမတုံးမနဲ့အနာနဲ့မတုံးမနဲ့ကိုလည်းကူညီရမယ်ကွာတာဝန်ရှိတယ်ဆိုတော့အဲ့ဒါလူမပြီးတော့ကွာတက်မလားတခြားလူတွေကမှအကျုံးမပြဘူးဆိုရင်ဒါကိုကူညီရမလို့တော့ကွာတခြားလူလည်းမကူညီရဆိုအဲ့လူပြီးသားတွေတော့မဟုတ်သေးဘူးတာဝန်ကြည့်ရဲ့လူကြတော့မဟုတ်သေးဘူးဆိုတော့တာဝန်ရှိတယ်ကွာတခြားလူတွေကိုတက်မလားလမ်းပြပေးဖို့ကိုယ့်ရဲ့ knowledge ကိုယ့်ရဲ့ experience ကို share လုပ်ဖို့တာဝန်ရှိတယ်ဒါရွေးချက်တရားတစ်ခုတော့မဟုတ်ပါတော့လောက်ကိုလုပ်ပေးရလောက်ကိုလုပ်တင်တယ်အတောင်တစ်ခုရှိတာရယ်ပြီးတော့ကျွန်တော်အခုဆို internet ပေါ်မှာပေါ့ကျွန်တော်မှာရှိတဲ့ content 69%ပါပဲအများစုက AM ဒီလား AM လို့ဖန်တီးတဲ့ဗီဒီယိုတွေဟာသားဗီဒီယိုတွေအကျိုးမရှိတဲ့ဗီဒီယိုတွေများတယ်ကွာကြည့်မလားအဲ့လိုမျိုးသတင်းတွေပတ်သက်လိုက်လဲနိုင်ငံတကာသတင်းပေါ့ကမ္ဘာလုံးနဲ့ကြည့်ပြီးပြောတာပါဟိုနိုင်ငံတစ်ခုကိုကွက်ပြီးပြောမှာတော့မဟုတ်ဘူးကမ္ဘာလုံးဆိုင်ရာဆိုရင်လည်းအဲ့တကွာလုံးပါပဲအားလုံး like fake news နဲ့ဒီမှာသတင်းပိုင်းဆိုရင်အဲ့သတင်းတူရောင်နေအကျုံးမရှိတဲ့ AI ဗီဒီယိုတွေဟာတာဗီဒီယိုပြောချင်တာကအကျုံးမရှိရတယ်မကောင်းတဲ့ဗီဒီယိုတွေများတယ်တင်မလားပြီးနေကိုယ်လိုမျိုးဒီမျိုး content creator တွေcontent creator မဟုတ်တဲ့တာမန်ပေါ့ Facebook တောင်းတယ်လို့ Instagram ဘာညာတောင်းတယ်လို့ဆိုတော့တင်လဲတင်ပါဒီတိုင်းပဲကိုစဖီပုံဘာညာကိုစားတာတော့ကိုဘာစားနေကိုပဲသွားနေတယ်ကိုပဲပြန်ရောက်နေတယ်အဲ့လိုမျိုး knowledge sharing ဆိုတာကဒီတိုင်းပဲကြွားခြင်းတဲ့ပုံစံနဲ့ကဒီမှာကွာတော့ဒါတွေလုပ်နေတယ်ဒါတွေရနေတယ်အဲ့လိုမျိုးကြွားခြင်းတဲ့ဟာစိတ်နဲ့အဲ့လိုမျိုးတင်တဲ့ဘာညာပဲအဲ့လိုမျိုးတိတ်အကျိုးရှိတာပြောချင်တဲ့ point ကွာအကျိုးရှိတဲ့ video တွေကတော့ရှားသွားပြီအစစ်မှန်ကွာအဲ့လိုမျိုးကို brand တင်မလားကို AI လည်းမဟုတ်ဘူးကွာကို brand ကိုမျက်နှာကိုပြပြီးကိုအတန်နဲ့ကိုအဲ့လိုမျိုးပြောတဲ့ video တွေကတော်မရှိဘူးမပြောဘူးကွာအများကြီးရှိတယ်ဒါပေမဲ့လည်းတော်အများသူနဲ့ရှင်တယ်တော်ရှားသွားပြီကွာတော်နဲဝိုက်လို့ပြောလို့ရတယ်ဆိုတော့ကိုအနေနဲ့တင်မလားအဲ့လိုမျိုး internet ပေါ်မှာပေါ့ဘယ်ပြောရမလဲအစစ်မှန်နေနေတဲ့အချိန်မှာအတူရောင်တွေများနေတဲ့အချိန်မကောင်းတဲ့ဟာတွေအကျုံးရှိတာရှိနေတဲ့အချိန်မှာကိုယ်တိုင်လည်းဘယ်လိုမျိုးပေါ့ content create လုပ်တဲ့အခါမှာအကျိုးရှိမဲ့ဟာမျိုးပေါ့ different သူတို့နဲ့အရင်ရှိနေပြီတဲ့ဟာ different ခွဲထွက်မဲ့ဟာမျိုးလုပ်ဖို့လိုတယ်ဆိုတော့မနေ့ပြောရင်ကျွန်တော်ရဲ့စကားပြောတဲ့စွမ်းရည်ကလည်းအရင်နည်းသေးတယ်အားမကောင်းသေးဘူးကျွန်တော်နားလည်တာဆိုပြန်ရှင်းပြဖို့ကတိတ်မလွယ်ဘူးဖြစ်နေတယ်ကျွန်တော်တို့နားလည်ထားတဲ့ကောင်းတယ်မှာဒါပေမဲ့ရှင်းပြဖို့တော့တိတ်ပြီးအားမရဖြစ်နေတယ်ပြောချင်တာတာဝန်ရှိရကွာသိလားရှားလူတွေကိုညီမို့ဟုတ်ပါတယ်ဒီမျိုးလည်းပြောလို့ရတာပဲဟုတ်တယ်ဒါမှအဲ့လိုမျိုးဗီဒီယိုကြီးလုပ်ပြီးတင်မှသူများကူညီတာမဟုတ်ဘူးလေကွာတင်မလားကိုဂရန်အပြင်မှာပေါ့ငွေအားနဲ့ဖြစ်လောအားနဲ့ကူညီလို့ရတယ်ဟုတ်ပါတယ်အဲ့ဒါကူညီတာဒီတစ်ခုမှကူညီရလို့ပြောတာမဟုတ်ဘူးကွာဒီလိုလည်းကူညီလို့ရတယ်တခြားလည်းကူညီလို့ရတာအများကြီးရှိဒါပေမဲ့လည်းဒီကကူညီလို့ရတဲ့မှာအကောင်းဆုံးနေတဲ့တစ်ခုလို့ပြောလို့ရတယ်တဲ့တိုင်းအင်တာနက်ဆိုတာလူတိုင်းကွာကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာကြည့်လို့ရတယ်ကွာတင်မလားမြင်လို့ရတယ်ကွာတင်မလားဆိုတော့ဒါအကောင်းဆုံးကူညီလို့ရတဲ့ဟာတွေမှာအကောင်းဆုံးတဲ့တစ်ခုလို့ပြောလို့ရတယ်ကွာဆိုတော့အဲ့အကြောင်းတင်ကိုတင်နေကွာအဲ့တော့မှချွင်းချက်တွေတော့ပြန်သွားမယ်တင်ကြမလို့တဲ့လူတွေဥမာဘယ်လိုပြောရမလဲဟုတ်တယ်ကွာအင်တာနက်ကိုတုံးနေတယ်ဖုန်းတွေတုံးနေပေမဲ့လည်းကိုယ့်ရဲ့ဘယ်လိုပြောရမလဲကိုယ့်ရဲ့ပြဿနာတွေရှိကိုယ့်ရဲ့တင်မလားကိုယ့်ရဲ့ကိုယ်ပိုင် own ပေါ့ problem ရှိမယ်တင်မလားပြဿနာရှိတော့ကိုယ်ကတင်မလားသူတိအောင်နေဖို့တင်မလား privacy အရင်လိုရနေတဲ့အချိန်လည်းလူမျိုးတွေအတွက်လည်းဟုတ်တယ်ပြောချင်တာကွာလုံးဝလူမျိုးကြီးတင်မလားကိုဒုက္ခရောက်ခံပြီးတော့ရဲဆုံပြီးတော့အဲ့လိုမျိုးဘယ်လိုရမလဲရဲဆုံပြီးအဲ့လိုမျိုးကြီးလုံးဝလက်ကိုလောက်အောင်လို့ပြောတာမဟုတ်ပါဘူးအဲ့လိုမျိုးကိုယ့်ရဲ့ privacy ကိုကာကွယ်ဖို့အတွက်ထန်းနေမှုအတွက်လုပ်လို့ရနေပေမဲ့လည်းမလုပ်တဲ့လူတွေအဲ့လိုမျိုးတွေကိုလည်းအတင်းလုပ်ခိုင်းတယ်အဲ့လိုမျိုးတွေလုပ်စရာမလိုပါကျွန်တော်ပြောချင်တာကိုနားလည်မလို့ပြောယုံကြည်ပါတယ်ညှော်လိုက်ပါတယ်တင်မလားလုပ်လို့ရတဲ့လူတွေကွာအများပဲ
တင်မလားစင်ကြီးပေးပြီးမလုပ်ဘဲနဲ့အဲ့လိုမျိုးကျွန်တော်တို့ပါပဲသူများတော့ပြစ်နေတာဟုတ်ပါကျွန်တော်အရင်ပြစ်တင်တာပါကျွန်တော်ကလည်းအခုမှစားလို့တာဆိုတော့လေဆိုတော့တောင်းရှိရကွာအဲ့လိုမလုပ်ရင်တောင်းမကြည့်ဘူးဆိုတော့လုပ်တင်တယ်အဲ့ဒါပဲဆိုတော့အဲ့ဒါမှနည်းနည်းလေးဘယ်လိုပြောမလဲကျွန်တော်ပြောချင်တဲ့ point ရအောင်နည်းနည်းလေးရှင်းအောင်ကျွန်တော်ဥမာပေးပြီးတော့နည်းနည်းလေးဆက်ရှင်းပြရမယ်ဆိုရင်တော့ကျွန်တော်ဆိုရင်လွန်ခဲ့တဲ့9နှစ်10နှစ်လောက်ထဲရပေါ့အဲ့ဒီ2019အဲ့ဒီ COVID-19 စဖြစ်တဲ့အချိန်လေးရပေါ့အဲ့ဒီအချိန်မှာပြောတယ်မှာ stay home stay အိမ်မှာနေရများတယ်ဆိုတော့ဖုန်းသုံးတာလည်းများလာဆိုတော့အဲ့ဒီအချိန်ကိုဖုန်းနဲ့သုံးတဲ့အချိန်မှာ YouTube တွေကြည့်တဲ့အချိန်မှာအမှ YouTuber တွေတွေ့တယ်သူတို့ content creation တွေလုပ်တယ်ဗီဒီယိုတွေဖန်တီးတယ် influencer တွေအဲ့လိုမျိုးလူတွေတွေ့တဲ့အခါမှာကိုကတကယ်ဘယ်လိုပြောမလဲ inspire ဖြစ်တယ်ကွာ motivation ရတယ်ကိုလည်းတကယ်သူတို့လိုဖြစ်ချင်တယ်ကွာသူတို့လိုတင်ချင်တယ်သိမလားအဲ့လိုမျိုးလုပ်ချင်တယ်တကယ်လုပ်ချင်နေရှိရကွာအားရတယ်သူတို့တင်တာကြည့်ပြီးတော့အဲ့မဲ့အဲ့တော့လည်းတက်ငယ်သေးတာရောတက်ရတော့စင်မပေးချင်ပါဘူးကိုကလည်းအဲ့တော့ computer မရှိကွာတက်တိလည်းမရှိ computer လည်းမရှိဆိုတော့ဘယ်လိုမျိုးစင်ကြီးပေးလဲဆိုတော့ငါမှတက်မလားဘာမှဘာအချင်းမှလည်းမရှိသေးဘူးပတ်စံလည်းရိုင်းချမ်းတာလည်းမဟုတ်ဘူးဘာမှ knowledge လည်းတိတ်မရှိဘူးတက်မလားဘယ်လိုပြောရမလဲစင်ကြီးအများကြီးပေါ့အဓိကတော့ computer မရှိတာလူကြောက်တာရဲ့အဲ့ကြောင့်စင်ကြီးတွေကျွန်တော်ချက်တွေပေးပြီးတော့ပေါ့မလုပ်ဖြစ်ပဲနဲ့ဒီလိုမျိုးရေစုံမျောလာခဲ့တာ9နှစ်ကြာပါပြီအခုဆိုရင်တက်က22ပဲပြည့်တော့မယ်ဆိုတော့ပြောချင်တာကကိုယ့်တက်အများကြီးငယ်တယ်ကွာ12နှစ်13နှစ်14နှစ်သားအရွယ်တောင်မှသူတို့ connect create လုပ်ပြီးတော့ကွာ follower ရှာနေပြီသူတို့ money making money လုပ်နေပြီပတ်စံတွေရှာနေပြီဆိုတော့ကိုယ့်တက်ငယ်အများကြီးငယ်တဲ့လူတွေအောင်လုပ်နေပြီကွာဆိုတော့ကိုဒီ22နှစ်မှာလုပ်တယ်ဆိုတာနည်းနည်းနောက်ကျတော့ပြောလို့ရမယ်ဒါပေမဲ့လုံးဝနောက်ကျတယ်ဆိုတော့မရှိပါဘူးတဲ့မှာကိုအသက်ရှင်နေတွေ့ရတော့အချိန်မေးစားလို့ရတယ်ကွာလူမျိုးလုံးဝနောက်ကျသွားဆိုတော့မရှိဘူးအသက်ရှင်နေတွေ့ရတော့လုပ်လို့ရဒါပေမဲ့ပြောချင်တာအခုကျွန်တော်ဘယ်လိုခံစားရလဲဆိုတော့နည်းနည်းနောက်ကျနေတော့ခံစားရတယ်တင်မလားတက်လက်ကြီးနေကိုယ့်တင်မလားတက်ငယ်လူတော့လုပ်နေဆိုတော့ထားပါတော့အဲ့လိုမျိုးစုံမျောပြီးနေခဲ့တာကွာ condition နဲ့ချိန်ကုန်သွားပြီတင်မလားစင်ရေးပေးရ perfect ငါ ready မဖြစ်သေးဘူးတင်မလား perfect ဖြစ်မဲ့အချိန်ကိုစောင့်နေတယ် ready ဖြစ်မဲ့အချိန်ကိုစောင့်နေတယ်တင်မလားအခုနောက်ဆုံးတော့ကျွန်တော်ဖြစ်လိုက်ပြီဆုံးမချက်ချလိုက်ပြီအခုလည်းဘာမှတော့မထူးပါဘူးအခုလည်းကျွန်တော် ready ဖြစ်သေးတာဆိုဖြစ်သေးဘူး ready ဖြစ်တယ်လည်းမခံစားဘူး perfect လည်းမဖြစ်သေးဘူးဒီတိုင်းပဲလက်တိုင်းတင်လိုက်တာဗျာအဲ့တော့ကျွန်တော်အခုစကားပြောတာအဆင်မပြေဘူးဆိုတော့ကျွန်တော်ဘာမှ script တွေပါတယ်စာသားတွေကျွန်တော်ဘာမှစာသားတွေပါတယ်ဘာမှတရားမစဉ်းစားတော့ဗျာ9မိနစ်10မိနစ်လောက်ပဲဟိုကြောက်တီရှောင်းနေဒီတိုင်းပဲလမ်းရှောင်းရင်းနဲ့ပဲ9မိနစ်10မိနစ်လောက်ကိုပြောချင်တဲ့ main point ပေါ့ main point ကိုနည်းနည်းစဉ်းစားရတာပဲရှိရအားပြင်စဉ်းစားတာမရှိဘူးဘာ script မှလည်းမရှိဘူးပြီးရင်လည်းဒီတင်စင်တာကလေဆိုဒီနောက်ကတစ်ခုပဲရှိရဒီ background ဒါမှမနေညာပေါ့ကျွန်တော် vegan brother အကူကြီးယူပြီးတော့ဒီကနေရတဲ့အဝိုင်းပတ်ဝါးတွေကပေါ့ eco time printing ပေါ့ eco time printing ဒါကကျွန်တော်အလုပ်ကပြီးရင်ဒီက dream catcher နဲ့ဆင် inspire ယူထားတာသုံးဖို့ပါလို့ခေါ်တယ်အဲ့ဒီကအလုပ်ကဟာတွေကျွန်တော်ယူထားဒီအဲ့ဒါနဲ့မင်းညမှာဒီ brother ကိုညီနဲ့နည်းနည်းပြင်ထားအဲ့ဒီခုတွေပဲရှိတယ်ဘာမှပြင်စင်တာဘာမှမရှိဘူးပြောချင်တာကလက်တန်းတင်မလားဘယ်လို perfect ဖြစ်တဲ့အချိန်မစောင့်ဘူးကွာဒီကိုဘာပဲဖြစ်နေခြင်းနေဘာပဲလိုအပ်နေပါသေးဘာပဲချွတ်တက်နေပါသေးဥမာဒီဖုန်းတောင်မှအဲ့ brother ရဲ့ဖုန်းပဲကျွန်တော်ဖုန်းရှိတယ်ဒါပေမဲ့ဖုန်းရဲ့ဒီ charging အပေါက်ကချောင်းနေတော့ဒီကျွန်တော်က microphone ထိုးဖို့အတွက်ကို microphone သုံးလို့မရဆိုတော့သူဖုန်းငှားပြီးသုံးတယ်ပြောချင်တာဒီမျိုးပြရဗျာတက်မလားတော့မျိုးလိုချက်တွေအများကြီးရှိနေပေမဲ့လည်းဘာပဲဖြစ်နေမျိုးအကောင်းဆုံးဘယ်လိုပြောမလဲအဲ့လိုမျိုးမှန်တဲ့အရာတစ်ခုလုပ်ဖို့အကောင်းဆုံးချိန်အခုပဲပြစုံပန်ချိန်အကောင်းဆုံးပဲဆိုတော့အခုစားတော့ကျွန်တော်ဆိုရင်အခုချိန်တွေ ready ဖြစ်တဲ့စင်ကြီးတွေရှိတယ်ဘာညာရှိတယ်ဒါပေမဲ့ဒါလောက်ကိုလုပ်တင်တာဖြစ်တဲ့အတွက် okay အခုချိန်အကောင်းဆုံးပဲပြီးလဲစကလုံးအကြီးပြတော့မဟုတ်ဘူးကွာလူဆိုတာဘယ်သူမှဘယ်ချိန်တည်မလဲဆိုတာမသိဘူးအချိန်မျိုးတည်သွားနိုင်တယ်တင်မလားအဲ့ဒါပြန်တော့မကူဒီနေ့ပဲတည်သွားနိုင်တယ်ဆိုတော့တင်မကိုအသက်ရှင်နေတဲ့အချိန်မှာကိုမှန်တဲ့ရအောင်လုပ်ခဲ့မယ်ဥမာကွာစကလုံးကြီးပြတော့မဟုတ်ပါဘူးဥမာကျွန်တော်ဒီညနေညပဲ short ပဲထားပါတော့ကိုအဲ့လိုမျိုးဒီဗီဒီယိုတင်လိုက်ခြင်းအပြင်အနည်းဆုံးတော့ကိုတကယ်မရှိတော့ရင်တော့ကိုဒီလုပ်ခဲ့တဲ့ဗီဒီယိုကိုမိသားစုကြည့်လို့ရမယ်ကိုတည့်ရလို့ချစ်တဲ့လူတွေခင်းတဲ့လူတွေကြည့်လို့ရမယ်တင်မလားပြောချင်တာကနောက်အနာဂတ်ကိုမှတင်မလား days no tomorrow လည်းပြန်ဆိုတော့မရှိဘူးဆိုတာမသိကြဘူးအဲ့လူရတင်မလားအဲ့ဒါကိုအပေါ်ရမတွေ့တာကွာအားလည်းဆိုတာရှိတယ်နောက်နေ့မှလုပ်မယ်နောက်ပတ်မှနောက်ဘယ်လိုဖြစ်မှဒီလိုဖြစ်မှတင်မလားအဲ့လိုမလုပ်နဲ့ဘာလို့ဘယ်သူကပဲချိန်ကြီးတက်ရှင်လဲဆိုတာကိုဖះပဲသိတယ်ဘယ်သူမှမသိဘူးဆိုတော့ okay အဲ့ဆိုကျွန်တော်အခုစလုပ်နေပြီပြီးတော့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာလည်းနောက်ထပ်ဘယ်လိုပြောမလဲ result ပေါ့ကိုလိုမျိုးဗီဒီယိုခုတင်ရတဲ့ခါမှာအကျိုးရတယ်ပေါ့အကျိုး result ပေါ့follower like တွေ share တွေဘာညာပေါ့အဲ့ဒီအရာတွေကိုကိုယ့်ရဲ့ main purpose ထဲမှာမထည့်ထားသင့်ဘူးအဓိကရွေးချက်ထဲမှာကိုယ့်ရဲ့အဓိကရွေးချက်ကတစ်ခုပဲဖြစ်တင်တယ်ကွာအဓိကရွေးချက်ကဘာပဲဖြစ်တင်လဲဆိုတော့ကိုဒီမလုပ်နေဆိုတာသူများကိုကူညီခြင်းတော့ဒါကတောင်းဝင်မို့လို့ကွာလှုပ်တဲ့လက်ကိုလောက်အောင်တောင်းဝင်တခုမို့လို့လှုပ်တယ်ဆိုတော့ရွေးချက်တစ်ခုပဲထားသင့်တယ်ဟိုမျိုးတ
ဒီမှာငါအခုဒါတွေလုပ်နေတာငါပတ်စံရှာဖို့နာမည်ကြီးဖို့ like ရဖို့ share ရဖို့အဲ့လိုမျိုးအရာတွေကိုရွေချက်နေလည်းမထားသင့်ဘူးအဲ့လိုအရာတွေမလိုချင်တဲ့လို့မပြောဘူးကွာမလိုချင်ပုထုဇဉ်အားလုံးပုထုဇဉ်တွေပဲမလိုချင်တဲ့လို့ဆိုတာမရှိဘူးကွာမရှိငါမလိုချင်လို့ပြောရင်အဲ့လိမ်နေတာပဲဆိုတော့ပြောချင်တာမလိုချင်တဲ့လို့မပြောဘူးလိုချင်တယ်ဒါပေမဲ့ပြောချင်တာကွာအဲ့ဒါတွေမရလဲကိုလုံနေတဲ့အရာကြက်တက်သွားဖို့မလိုဘူးနှောင့်နေသွားဖို့မလိုဘူးဒါကိုဆက်လုပ်သွားမယ်ဥပမာကွာကျွန်တော်ဒါတင်တယ်တော့ view တွေပဲမရအောင် okay 0 view 1ရလဲ1 view 2 view ပေါ့တရားမျှဝေကြည့်တယ် online တွေ share တယ်ဘာမှမရဘာမှတစ်ခုမှမဖြစ်ဘူးဆိုရင်တော့ကျွန်တော်ကဒီဟာကိုကျွန်တော်တည့်ရည်ပဲအားလျှောက်ဒီနေ့စားပြီးတော့ပေါ့ကျွန်တော်တော့လျှောက်ကိုတင်ပါမှာလျှောက်ကိုလောက်သွားမှာဘာလို့ဆိုတော့အဲ့ဒါတွေကကျွန်တော်ဒီကစားလုပ်ခဲ့ရအဲ့ဒါတွေရဖို့လောက်တာမဟုတ်ဗျာတင်မှာအဲ့ဒါတွေလိုချင်တယ်ဒါပေမဲ့မရဘူးစားမရှိဘူးဒါကိုကိုရန်ကဒီမှန်တဲ့အလုပ်ကိုလုပ်နေတာဖြစ်တဲ့အတွက်ပြီးရင်လည်းဗျာနောက်တစ်ခုကဘာလဲဆိုတော့ဒါကိုကိုရန်ကိုအုံနှောင်းကတင်မလားနားလိုက်တာဖြစ်တဲ့အတွက်ဒီဟာကိုလောက်ကိုလောက်တင်တယ်တောင်းတစ်ခုဖြစ်တယ်ဆိုတော့နားလိုက်တာဖြစ်တဲ့အတွက်အဲ့ဒါကိုမလုပ်ဘဲနေသေးကိုကိုအပြစ်ရှိသူအမြင်နဲ့ခံစားနေရတယ်ကိုအမြင်နဲ့အပြစ်တင်နေတယ်အဲဒါကြောင့်ကျွန်တော်ဒီ connection တွေတောက်လျှောက်ကျွန်တော်မသိစိတ်ကောက်ပေါ့ကျွန်တော်မလေးစားဘူးကျွန်တော်အမြင်နဲ့အပြစ်တင်နေတယ်အတွင်းဟာရောင်မင်းကစောက်ကြောက်ကြီးကအကြောက်ကြီးပေါ့ဂေးအချောက်ကြီးတတိမရှိဘူးမင်းဒါလုံးတင်မယ်တည်တယ်မင်းမလုပ်ဘူးအဲ့လိုအမြင်နဲ့ကို blame နေကိုအမြင်နဲ့ guilty ပြစ်ရှိလို့ခံစားရတယ်အဲ့ဒီကလည်းမခံစားအောင်လို့တင်မလားလုံးတင်တာလုံးအောင်ပါကွာလုံးတင်တာကိုလောက်သွားမယ်ဆိုတော့အဲ့ဒီအမြင်လေးစားမရှိဘူးကျွန်တော်ခုတင်လိုက်မယ်ဘာမှမရအောင်ပြစ်စားမရှိကျွန်တော်ဒါဆက်လုပ်သွားမယ်အဲ့ဆိုတော့ဒါအဲ့လိုလုံးပါကိုပြမတင်တော့ပါပြီးရင်လည်းဒါလုံးတင်လုံးလုံးကိုလုံးတင်တာတောင်းတစ်ခုဖြစ်လို့ဆိုတော့အဲ့လိုမျိုးတင်သွားမယ်ဗျာအဲ့ကျွန်တော်ပြောချင်တာကတော့မယူဆိုင်နဲ့အဲ့မှာဘာတွေရတယ်ဘာတွေမရအောင် like share ရတယ် follower တွေရတယ် subscriber တွေရတယ်ဘာညာအဲ့ဒီကအဓိက main power ဆိုမဟုတ်ဘူးကြေးစားမရှိဘူးပြီးရင်ပြောချင်တာပါလဲဆိုတော့ negative comment ဆိုတော့ဒါအဓိကအခြားလူတော့မသိပါဘူးအခြားလူလည်းအများစုပဲလို့ထင်ပါတယ်အဓိကကျွန်တော်ကိုပြောချင်တာပေါ့သူများရဲ့opinion သူများရဲ့အထင်မျိုးအရန်ခံစားရတယ်အရန်လေးနဲ့ထားတယ်မသိမဲ့ဒီဇိုင်းတွေကကိုယ့်ရဲ့ညီမလိုကိုယ့်ရဲ့တင်မလားညီကိုမောင်နှမလိုကိုယ့်ရဲ့ရင်းနှီးရဲ့လူလိုမျိုးကိုယ့်ရဲ့မိသားစုဝင်လိုမျိုးသူတို့စကားလုံးတွေအရန်ကိုရေးပါတယ်ကိုယ်အရန်ယူဆိုင်တယ်အဲ့တော့အဓိကလည်းဒီ video content creation တွေဆက်လုပ်ခဲ့တဲ့အဓိကအကြောင်းရင်းအဲ့ဒါတော့ပြောလို့ရတယ်သူများရဲ့ opinion မျိုးသူများရဲ့အတွေးမြင်တွေအရန်ကြောက်လို့ပါဟာငါဒီလိုလုပ်ရင်လည်းသူများကဘယ်လိုမြင်မလဲမသိဘူးငါဘယ်လိုဝေဖန်မလဲမသိဘူးငါဘယ်လို blame လဲမသိဘူးအဲ့ဒါကိုစိုးရင်ကြောက်စိတ်ကတော်တော်ကြီးတယ်အသက်ငယ်ရေးချင်းတို့ပို့ဆိုရယ်အခုမှအခုထိလည်းရှိနေတော့မယ်ဒါပေမဲ့အခုထိကတော့ game site တော့ကိုကတော့တော်တော်နည်းဝိုင်းလို့ပြောရတယ်ပြောချင်တာဟာငါအဲ့ဒီ video တင်တဲ့အခါမှာငါ့ကို comment မှာငါဘယ်လိုလာဆဲမှာလဲဘယ်လိုလာပြီးငါ့ရဲ့အားနည်းကိုထောက်ပြမှာလဲဆိုတော့အဲ့လိုမျိုးအရန်ကြောက်နေတယ်ကွာအဲ့လိုမျိုးက view set ရမလို့ဘာလို့လဲဆိုတော့ရှင်းတယ်လေဒီလိုသူတို့ပြောမယ်ကွာသူတို့ပြောတဲ့ဟာအမှန်တရားဖြစ်နေတာအမှန်ဖြစ်နေတော့ကွာနားစရာမလို okay သူအမှန်တိုင်းပြောတာပဲဆိုတော့ကိုလက်ခံပြီးတော့ကိုပိုကောင်းမကြိုးစားမှာဘယ်မျိုးကြီးသူတို့ပြောတဲ့စကားလုံးတွေကကိုရက်တက်သွားစရာအကြောင်းမရှိဘူးကွာသိလားသူပြောရဟုတ်တယ်ကိုသူတို့ထောက်ပြတဲ့အားနည်းချက်တွေကိုလိုအပ်တဲ့ဟာတွေဟုတ်တယ်သူတို့မှန်တယ်သူတို့ဒီတိုင်း blame လို့ blame တာမဟုတ်သူပြောတဲ့အမှန်တွေဒါပေမဲ့အမှန်တွေဆိုပြီးတော့သူကပါလေအဲ့ဒီအမှန်ကိုလက်ခံပြီးတော့အမှန်တိုင်းဆက်ပြီးနေသွားမှာလားအားနည်းချက်ကြီးနေပဲနေသွားမှာလားမဟုတ်ဘူးလေသူထောက်ပြတော့ကျေးဇူးတင်တယ်အမှန်တကယ်ကျေးဇူးတင်ရမှာကိုဆဲလို့ကျေးဇူးတင်ရမယ်အားလုံးသူတို့ပိုတော့ကျေးဇူးတင်နေတယ်ကောင်းတဲ့ comment ကိုရေးမဲ့လူထက်ကိုအဲ့ဆဲတဲ့ဟာတွေကိုအားနည်းချက်ကိုထောက်ပြတဲ့ comment ရေးတဲ့လူတွေပို့ပြီးတော့ကျေးဇူးတင်တယ်သူတို့ကြောင့်လည်းပို့ပြီးတော့ဟုတ်တယ်ဒါကငါလိုတာဒါအားနည်းချက်ကဒါဆိုပြီးတော့ပို့မြင်ပြီးပို့သိပြီးတော့ပို့ပြီးပြောင်းလဲနိုင်မှာပို့ပြီးတော့ပိုကောင်းအောင်ပို့လုံးနိုင်မှာသူတို့ကြောင့်ဆိုတော့ပြောချင်တာအဲ့ negative comment ဆိုတာတကယ်ပဲကဲတမိုးကြီးဟာတွေအဲ့ဒါတော့ခံစားပြီးတော့ဝမ်းနေတာတော့သူတို့ပြန်ဆဲတာတော့ဘာလို့ဆရာမလို့သူတို့တော့ကျေးဇူးတင်ရမှာကိုဗီဒီယိုကြည့်တယ်သူတို့ရဲ့ energy တွေအချိန်တွေ time တွေပေးပြီးတော့ comment အောင်ရေးရဆိုတော့ပြောချင်တာက negative ဖြစ် positive ဖြစ် comment ဟိုဥမာက negative မကောင်းတဲ့ comment 10ခုရတာနဲ့လုံးဝ comment ဘာမှမရအောင်0 comment နဲ့ကွာ0 comment ရဲ့ဒီ 0 comment ရဲ့3 negative comment ဆိုတော့မကောင်းပြောချင်တာကဘာမှမရတဲ့တော့အခုဟိုကွာကောင်းတာဖြစ်ဆိုတော့ဘာမှမရတဲ့တော့ပိုကောင်းတယ်ပြောချင်တာက appreciate လို့အဲ့ဒီလေမှကြီးထည့်တယ်မလို့သူတို့အမှန်တမ်းပြောရင်လည်းဘာမှ feel သွားကြမလို့ personal အရင်မယူနဲ့ AC ပဲကိုလို့ဆက်ချက်ဆက်လို့ကိုမှတောင်းရှိရပြောချင်တာအဲ့ဒါပဲအဲ့ပြောချင်တာကတော့အဲ့ဒီ negative comment ဘာညာလည်း game site နဲ့ပြီးရင်ပတ်စံရဝင်နေကြည့်အဲ့ဒီလေပကသနာတွေတက် game site နဲ့အဓိကတော့ကိုလုတ်ဖို့တောင်းရှိရကိုလုတ်တဲ့ဟာကိုလုပ်နေဆိုတော့ပဲနည်းသိတာကိုလုံးနေတာကိုအတွက်ကိုလုံနေတာကွာတင်မလားကိုတောင်းကျေးလူတယောက်ကိုအတွက်ကိုလုံနေတာအဲ့တော့မကြီးကြီးထပ်ပြောရင်ပေါ့စကြဝဠာကြီးအတွက်ကိုလုံနေတာတင်မလားစကြဝဠာတွေကိုကိုယ့်ရဲ့ positive thinking positive thought positive energy ကို spread စကြဝဠာတွေကိုထုတ်လွှင့်နေတာကိုယ့်ရဲ့ line တွေ frequency တွေကိုယ့်ရဲ့အကောင်း positive frequency ကိုထုတ်လွှင့်စကြဝဠာကြီးအတွက်ကိုယ့်ရဲ့ဖရားအတွက်ကိုဘယ်ဘာသာပဲယုံကြည်ပေါ့ကိုဖရားအတွက်တင်မလားကိုလုံးနေကိုသိတယ်ကွာပြီးနေအခုလိုလုံနေတဲ့အချိန်မှာလဲကိုဘာသာရေးကိုဖျားပေါ့ချီကျူးနေမှာပဲဂုံယူနေမှာပဲဟာသူမှန်တယ်လုံနေတယ်မင်းစကြဝဠာကြီးကလည်းမင်းကိုချီကျူးနေမှာပဲဂုံယူနေမှာပဲမင်းမှန်တယ်လုံနေတဲ့အတွက်ပေါ့အခြားလူဘယ်လောက်ပဲဆဲနေအခြားလူဘယ်လောက်ပဲမင်းပြောင်းနေကိစ္စမရှိဘူး
ကိုလည်းကိုသိရဆိုတော့ပြောချင်တော့ဒါပဲပြောချင်တဲ့ point ကတော့ video စလုပ်ပါစတင်ပါအဲ့တော့မှကိုယ့်ရဲ့ content ကဘယ် content မဆိုရတယ်ကွာအဲ့တော့မှတင်မလားဘယ်လိုပြောမလဲတခြားဒီတင်ဘယ်လိုပြောမလဲတခြား content အကြောင်းအရာတွေကို blame တာလည်းမဟုတ်နှိမ်တာလည်းမဟုတ်ဘူးသွားနှိုင်းရှင်ပြီးဘယ်ပိုကောင်းတယ်ဘယ်ပိုမကောင်းလို့ပြီးတော့ဝေဖန်တာလည်းမဟုတ်ဘူးကွာဥမာ gaming content ပဲဖြစ်ဖြစ်ဒါမှမဟုတ် vlog ပေါ့ကိုခရီးသွားဖြစ်ဖြစ်အစားအသောက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ daily routine ပဲဖြစ်ဖြစ်ကွာကိုမနေ့ဘယ်လိုအိပ်ရထားတယ်မနေ့7 နာရီဘာလုပ်တယ်ညာလုပ်တယ်အဲ့လိုမျိုးဘာအကြောင်းအရာဖြစ်ဖြစ်ကွာလုံးဝမလုပ်တာတဲ့ဆိုင်ရင်တော့တစ်ခုလုံးနေတာပိုကောင်းတယ်ဆိုပြောချင်တာအဲ့လိုအကြောင်းအရာတွေပဲလုပ်နေတာကွာကျေးဇူးတင်တယ်အဲ့လိုအကြောင်းပဲလုပ်နေတာတော့ကောင်းတယ်ပြီကွာလုံးဝမလုပ်တာဆိုင်ရင်တော့ဘာပဲလုပ်ကောင်းတယ်အဲ့မှာကျွန်တော်ပို့ပြီးတော့ supporting လုပ်ချင်တာပို့ပြီးလုပ်စေချင်တာပါလဲဆိုတော့အဲ့ဒါကတော့အမှန်တရားပဲလေသိမလားဒါကသူများ blame တာလည်းမဟုတ်ဒါကအမှန်မှန်တိုင်းပြောတာအဲ့ gaming video တွေတင်မလား live stream လုပ်တာတော့ဘာလို့အဲ့ gaming video gaming content တို့ဘာလို့လုပ်တာထက်ကိုဒီမှာ game အကြောင်းတို့အဲ့ဒီ vlog ခီးသွားတာတို့ဘာလို့ထက်ကိုကိုယ့် daily routine အဲ့ဒါကိုပို့ပြီးတော့အကျိုးရှိမဲ့ဟာတွေကအများကြီးရှိတယ်ကွာအဲ့ဒီမှာဥပမာကိုယ့်ရဲ့ experience ပေါ့ကိုဘယ်လိုမျိုး to become the best version of ourselves ငါကိုအကောင်းဆုံးဖြစ်တည်မှုနဲ့ဘယ်လိုမျိုးဖြစ်တည်နိုင်အောင်ရုပ်ပိုင်းဆိုင်အောင်စိတ်ပိုင်းဆိုင်အောင်အဲ့လိုမျိုးပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်ဘယ်လိုလုပ်ရမလဲဘယ်လိုချက်တွေဘယ်လိုလုပ်ရမလဲဆိုပြီးတော့အဲ့လိုမျိုးပိုပြီးအကျိုးရှိတဲ့ knowledge တွေ sharing လုပ်တော့ပိုကောင်းမယ်ကျွန်တော်ခုပြောနေရအောင်မျိုးဘယ်လိုပြောရမလဲ sigma တို့တင်မလားလုံးဝဆရာကြီးဘယ်လိုပြောရမလဲတရားတင်မလားဆရာလောက်တာတို့ sigma ကြီးတယောက်နေနဲ့ဘာလုပ်အဲ့လိုမျိုးကြီးပြောချင်တာမဟုတ်ဘူးဒီတိုင်းပဲကိုပြောနေရတယ်မှန်လည်းမှန်မှားလည်းမှားမယ်ဒါသူများကိုဆရာလောက်တာလည်းမဟုတ်ဘူးဒီကကွာစစ်နေတာတစ်ခုပဲကိုတိတာမှားလည်းမှားနေမယ်ကွာအဲ့မဲ့ကိုတိတာကိုတိတယ်မျိုးပေါ့ sharing လုပ်ပေးတာဆရာလောက်တာလည်းမဟုတ်ဘူးဒီတိုင်းစစ်နေတာတစ်ခုပဲဒီတိုင်း positive တင်မလား sharing တစ်ခုပဲဆိုတော့ okay ဆိုတော့အခုဗီဒီယိုကြည့်နေလို့ပေါ့အခုဒီ27မိနစ်ဖြစ်သွားပြီဆိုတော့ဗီဒီယိုနည်းနည်းတော့ရှည်သွားပြီအခုဒီအကြာကြီးပေါ့အချိန်ပေးပြီးတော့စုံးလေးကြည့်ရတဲ့ကိုကျေးဇူးတကယ်တင်ပါတယ်ပြီးတော့လည်းတစ်ခုခေါင်းထဲမှာကြံခဲ့ဖို့လည်းကျွန်တော်မျှော်လင့်ပါတယ်နောက်ဆုံးတစ်ခုညီကုန်းကြောက်တင်တော့ကျွန်တော် push ပေးနေတာပါလဲဆိုတော့ဘယ်နေရာပဲရောက်ဘယ်နေရာပဲရောက်နေပါစေဘယ်လိုအခြေအနေပဲဖြစ်နေပါစေတင်မလားဘယ်တော့ပဲစင်ဂျီတွေရှိနေပါလေဘယ်တော့ပဲအကြောင်းပြချက်တွေရှိနေပါကျွန်တော်တို့ပေါ့ကိုယ့်ရဲ့ကိုယ်ပိုင်ဖုန်းအောင်သုံးလို့မရတာတော့ဘာလို့ညာတော့ဘယ်တော့ပဲအကြောင်းဘာတွေပဲရှိနေကိုခုနကျွန်တော်ရှင်းပြခဲ့တဲ့အတိုင်းပေါ့ကိုကအိတ်ချွင်းချက်တွေမှာမပါသေးကိုကတလုံးကြုံပေါ့တင်မလားကိုတက်တဲ့အနေနဲ့ကင်းတယ်တင်မလားအမှလည်းဆုံးလာကြမလို့ကွာကိုလုပ်ရတဲ့အခြေအနေမှာဆိုရင်ဘာပဲစင်ကြီးပဲရှိနေဘာပဲအကြောင်းပြချက်ပဲရှိနေလောက်ပါဗီဒီယိုတွေပဲကိုယ်နဲ့ဖြစ်ဖြစ်ပေါ့လောက်ပါတင်ပါအဲ့ဆိုလူ့ဘဝတော်တော်လေးလူတွေအားလုံးကနောက်နှစ်တရာအလုံးစုံနောက်နှစ်တရာဆိုရင်အခုပြဿနာချိန်မှာတက်ရှင်တဲ့လူတွေအားလုံးကနောက်နှစ်တရာဆိုမရှိတော့ဘူးနောက်ထပ်တက်တွေမွေးလာနောက်ထပ်တက်တွေပေါ်လာမယ်ကိုရီအားလုံးမေ့သွားမှာပဲတကြံလူ့ဘဝတော်တော်လေးပြင်ကိုပဲချိန်တင်မှဆိုတော့ကိုမသိဘူးဆိုတော့ကိုအသက်ရှင်နေရဲ့အချိန်အခုမှာပေါ့ကိုလည်းကူညီပါကိုလည်းကြိုးရှအောင်လုပ်ပါတခြားလူတွေလည်းတတ်နိုင်ဆုံးပေါ့ကူညီသွားပါကြိုးရှအောင်လုပ်သွားပါဆိုတော့ဒီမျိုး connect creation video ချဖို့ကျွန်တော်ဒီကနေတကယ်ကိုတိုက်တွန်းပါတယ်အကြံပြုပါတယ်ပြီးရင်ကျွန်တော်ကိုယ်တိုင်လုပ်နိုင်ရင်ဘာလို့မလုပ်နိုင်မှာလဲကျွန်တော်ဆိုလဲဒီတိုင်းတာမန်လူတယောက်ကဘာမှထူးခြားရှိနေတာမဟုတ်ဘူးဒီတိုင်းတာမန်လူငယ်တယောက်ပဲဆိုတော့ကျွန်တော်တော့လုပ်နိုင်ဆိုရင်မင်းတို့ရောခင်ဗျားတို့ရောအားလုံးပေါ့လုပ်နိုင်မယ်ဆိုတော့ကျွန်တော်ယုံကြည်ပါတယ်ဆိုတော့ okay see you in the next video နောက်ဗီဒီယိုမှာထပ်တွေ့မယ်ဆိုတော့ okay အားလုံးကောင်းမွန်တဲ့တင်နေလေးကိုဖန်ဆန်နိုင်ကြပါစေကျေးဇူးပါ